ကိုယ်တိုင်ရှိနောင်ခဲ့လောင်အိမ်ထဲကငါကလေးတကောင်လို့အထီးကျန်ခြင်းနဲ့အချင်းကြနေသလိုကိုယ်အမီလိုလူနဲ့မထိုက်တဲ့သူလို့ကနာရတဲ့ပင်လို့ချေတာမူရတဲ့ငွေသာချင်လို့မေဘူး